အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့လေတငယ်ချင်းတွေတအားတောင်းဆိုနေတဲ့ game ချီလေးအိမ်မှာလို့ဖြစ်တယ်။ဘာဝင်နဲ့ပေါ့နော်ဒီ chive အရွယ်လေးတွေပေါ့နော်ကလေတမင်ချင်းစီတိချာအရင်စေးကြောလိုက်ပါရှင်။သူကလေတဲတွေနည်းနည်းများရဲ့အတွက်ကြောင့်လေတိချာလေးတော့5-6ခါလေးရေးလေးနဲ့အခုလိုမျိုးရေများများလေးနဲ့စေးပေးရရဲ့ပေါ့နော်။ကဲဘာဝင်ပစ္စည်းရအောင်ဒါကြီးပါပဲရှင်။ဥနီပါမယ်အခုလိုမုံလာထုတ်တွေပါမယ်ပေါ့နော်။ဒါကြီးကတော့အခုနေချွတ်ပြီးသွားမှတော့တို့ကပြန်ပြီးရောစေးမှာဖြစ်ပါရဲ့ရှင်။ဒီတော့လည်းတော့ကပစံတောင်လေးကိုအခုလိုမျိုးလေးရေးစိမ်ပေးထားလိုက်ပါရယ်နော်ပြီးရင်ကြက်သွန်အဖြူလေးတွေကြက်သွန်အနေလေးတွေချင်းလေးတွေကိုလည်းတစ်ဖက်ကနေပြီးတော့နှွားပေးထားပါရယ်ရှင်ဒါရောက်လေအချင်းတဲဖို့အတွက်တော့ကညမုံကိုအခုလိုမျိုးလေးကြိုထားတာဖြစ်ပါရယ်ရှင်သူ့ကိုရင်ကြိုပြီးတော့ပထမဦးစွာအေးခန်းထားလိုက်မယ်ပေါ့နော်သူအေးဝါမှာပဲတော့ကလောက်ရအဆင်ပြေပါရှင်ဒါရောက်တော့ရဲ့တက်ကူရေးပါရှင်ဒီတစ်ခါကိုလေတက်ကူလေးရှိရတဲ့အတွက်ကြောင့်လောကနည်းနည်းတော့မြန်သွားတယ်ပေါ့နော်ကဲတော့သူတို့ဟိုဘက်မှာအရာကြီးလှိချင်နေတော့ဒီဘက်မှာမောင်ငင်းတုပ်ကိုစားရည်နဲ့အရင်ဦးစွာစိန်ထားလိုက်ပါမယ်ရှင်မောင်ငင်းတုပ်ကလေခုနကလိုမျိုးတထုတ်လိုက်ကြီးစိန်လေးရတယ်တော့ကြောက်လွယ်ကူအောင်လို့နှစ်ချမ်းလိလိုက်ပါရှင်နှစ်ချမ်းလိပြီးတော့တလွာချင်းစီကိုစားလေးတွေကိုနှက်ဆိုင်အောင်ရင်ထည့်ပေးရနော်မောင်ငင်းတုပ်တွေကိုရေမဆေးပါဘူးရှင်ဒီနေရာမှာရေမဆေးဘက်နဲ့အခုလိုမျိုးစားရည်နဲ့ဒါပေါ့နော်အရင်မောင်ငင်းကိုကျွတ်လာတဲ့ဒီတော့ကလေအရင်စိန်ပေးထားပါမယ်ရှင်ဒါရဒါမှဒီမြင့်တုတ်ကကြလေးနဲ့ပို့ပြီးတော့အထားခံလဲကျွတ်လေးနဲ့လည်းစားလို့ကောင်းတာဖြစ်ပါရဲ့ရှင်ဒီဘက်မှာလည်းလေချက်တုံတွေကလည်းအခုလိုမျိုးလေးကြော်ပြီးတော့ကြိတ်ဖို့အစင်းသင်းဖြစ်နေပြီပေါ့နော်အဲ့ရောနောက်ဒီမှာပြားလေးတွေကိုပဲလိုဟာလေးတွေကိုလှီးမယ်တိတ်တိတ်လေးတွေလှီးမယ်ပြီးရင်သူတို့ကိုလည်းလေအားလုံးနဲ့ရောပြီးတော့ကြိတ်မှဖြစ်ပါရဲ့ရှင်အခုတော့ကဒီတဲကိုပစံကြောင်လေးနည်းနည်းထည့်တယ်ပြီးသွားရင်နားကြိုထားရလေကောင်းညင်းလေးချီရပေါ့နော်ဒါလေးတွေကိုလည်းနည်းနည်းချင်းချင်းထည့်တယ်ပြီးရင်ခုနကလေးထားပြီးရင်ပြားလေးတွေမုံလာဦးဖြူလေးတွေလည်းအခုလိုမျိုးနည်းနည်းလေးတွေထည့်လိုက်ကြိတ်လိုက်အရောင်တမုံလေးထည့်လိုက်နည်းနည်းလေးတွေကြိတ်လိုက်နေပေါ့နော်အခုလိုမျိုးနည်းနည်းချင်းချင်းနဲ့တော့ကြိတ်ပေးရပါမယ်ရှင်ဒါမှလေအားလုံးကတမနေပြီးတော့မှလေညက်ပြီးတော့ခြေနေမှာသူကကင်ချီလုံးကပို့ပြီးတော့ရတာရှိစေပါရဲ့နော်အဲ့ဟာလေးတွေကိုတော့အခုပုံမှန်ပြရတဲ့အတိုင်းပဲဖြည်းဖြည်းချင်းနေပဲကြိတ်တယ်ပြီးရင်ရေလေးလိုရင်ရေလေးနည်းနည်းချင်းချင်းထည့်တယ်ပေါ့နော်အဲ့လိုနဲ့ကြိတ်လိုက်တာအခုလိုမျိုးကြီးရသွားပါပြီရှင်ကဲဒါဆိုရင်အားလုံးညက်ပြီးတော့ခြေနေပြီပေါ့နော်ဒါဆိုရင်ကင်ချီလို့ဖို့ ready ပါပဲရှင်ကင်ချီလို့ဖို့ကျန်တဲ့ဟာရအားလုံးပြမုံလာဘူးအနီလေးတွေပဲလှီးဖို့နည်းနည်းကျန်တာဖြစ်တဲ့ကြောင့်ကတော့ဝိုင်းပြီးတော့လှီးပေးလိုက်ပါတယ်ပြီးတော့ဒီမုံညင်းတုံးအဖြူတွေကိုလည်းခုလိုစိမ့်ပြီးသွားပြီးတော့ရေနဲ့ပေါ့နော်5-6ခါစားတွေပြောင်းတဲ့အထိစေးပြီးတော့ကိုလိုရဲ့အနေထားလေးတွေကိုလှီးချွတ်လိုက်ပါရရှင်မလှီးဘဲနဲ့ဒီလိုအဖက်လိုက်စိမ့်လည်းရတယ်ပေါ့နော်တော့ကြောက်စားရအဆင်ပြောင်းလို့အခုလိုမျိုးလေးတွေလှီးချွတ်ပြင်ဆင်လိုက်ပါရခဲအခုဆိုရင် ready ပါပဲရှင်ဒါတွေအားလုံးကိုတမနေအောင်ရောပြီးနေလိုက်မယ်ဆိုရင်ကင်ချီကဖြစ်သွားပြီပေါ့နော်အဲ့လိုတမနေအောင်နေဖို့အတွက်တော့တို့ကဦးနီလေးနည်းနည်းယူမယ်ဥဖြူလေးနည်းနည်းယူမယ်chiveလေးနည်းနည်းထည့်မယ်မုံညင်းတုံလေးနည်းနည်းထည့်ပြီးတော့အနှစ်လေးတွေနဲ့နည်းနည်းချင်းစီကိုခွဲပြီးတော့တမအောင်နေပေးရပါတယ်အခုလိုမျိုးနည်းနည်းချင်းချင်းခွဲပြီးတော့တမအောင်နေလိုက်ကိုနှစ်မဲ့ဘူးတဲ့ပေါ့နော်ကိုသိမ့်မဲ့ဘူးတဲ့ကိုအခုလိုမျိုးလေးတွေထည့်လိုက်နေပဲဒီကင်ချီကဘူးကြီးနဲ့တော့ကနှစ်ဘူးပေါ့နော်ရခဲ့ပါတယ်ရှင်ဒါကိုအပြင်မှာတော့က2ညလောက်ထားမယ်ဒီကရာသီဥတုနဲ့ဆိုရင်1ညလောက်ထားလဲရရပေါ့နော်တနေ့လောက်ထားလိုက်ပြီးဆိုတော့သူက gas လိုမျိုးပူပေါင်းအဆီလေးထွက်လာပြီးဆိုတော့ねရေကတစ်တာရဲ့မကိုထည့်သိမ်းပြီးတော့စားလို့ရပါပြီရှင်စားတဲ့ဗီဒီယိုလေးတွေကင်ချီဖြစ်သွားတဲ့ဗီဒီယိုလေးရောနောက်ထပ်ထပ်ပြီးတော့ရိုက်ပြပေးပါမယ်နော်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်